ဦးလေးလူပြိုကြီးရဲ့အမွေကိုအတူနေတဲ့အတော်ကပဲဆက်ခံခွင့်ရှိတယ်ဆိုတာဟုတ်ပါသလားအားလုံးပဲမင်္ဂလာပါကျွန်မကတော့တရားလွတ်တော်ရှိနေဒေါ်ချစ်ချစ်စံဖြစ်ပါတယ်မိကိုလေးတစ်ခုမေးမြန်းထားလို့ဖြေကြားပေးချင်ပါတယ်ရှင်မိကိုလေးကမောင်နှမ၄ယောက်ရှိတယ်အကြီးကအကြီးကသူ့အဖေပေါ့နောက်ပြီးတော့ဦးလေး2ယောက်ရှိတယ်အတော်1ယောက်ရှိတယ်ပေါ့နော်အဲ့တော့တည်သွားတဲ့ဦးလေးရဲ့အမွေကိုအတူတူနေတဲ့အတော်ကပဲသူနဲ့ပဲဆိုင်တယ်အဖေနဲ့မဆိုင်ဘူးဆိုပြီးပြောနေတာရှိတယ်အဲ့ဒါဟုတ်လားဆိုတဲ့မိကိုလေးမေးမြန်းထားပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်မြန်မာဓလေ့ထုံးတမ်းဥပဒေအရအမွေရှင်တယောက်တည်ဆုံတဲ့အချိန်မှာသူ့မှာဓာတ်ရိုက်အမွေဆက်ခံမဲ့ဇနီးခင်မွန်သားသမီးမြင့်မြင့်တွေရှိရဲဆိုရင်တော့သူ့ရဲ့အမွေကိုသူ့ရဲ့ဓာတ်ရိုက်အမွေဆက်ခံတဲ့သူတွေကရရှိမယ်အဲ့လိုမဟုတ်ဘူးတည်ဆုံတဲ့သူကလူပြိုလူလွတ်ဘဝနဲ့တည်ဆုံတာမျိုးဆိုရင်တော့သူတည်ဆုံတဲ့အချိန်မှာသူ့ရဲ့အမွေကိုသူ့ရဲ့မောင်နှမတွေကအရင်ဆုံးဆက်ခံခွင့်ရှိမယ်မောင်နှမဆိုတဲ့နေရာမှာမောင်နေညီမတွေရှိရင်အကိုတွေအမတွေကဆက်ခံခွင့်မရှိဘူးမောင်နေညီမတွေမရှိမှသာလျှင်အကိုတွေအမတွေကဆက်ခံခွင့်ရှိတယ်တကယ်လို့အမွေရှင်ကအကြီးဆုံးဖြစ်တယ်ဆိုရင်တော့သူတည်ဆုံတဲ့အချိန်မှာသူ့ရဲ့အမွေကိုအောက်ကမောင်နေညီမတွေကဆက်ခံခွင့်ရှိမယ်အဲ့တော့ဒီမေကိုရှင်ရဲ့အမေရဆိုရင်သူ့ရဲ့အဖေကအကြီးဆုံးဖြစ်နေတယ်သူ့ရဲ့အောက်ကဦးလေးရဲ့အမွေဖြစ်နေတယ်ပေါ့နော်ဒါဆိုရင်တော့အကြမ်းမြင့်ပြောရမယ်ဆိုရင်တော့သူ့ဦးလေးကဒုတိယဖြစ်တဲ့အတွက်အောက်ကတက်ရှိထင်ရှားရှိတယ်ပေါ့နော်အတော်တွေဦးလေးတွေကသူ့ရဲ့အောက်ကအတော်တွေဦးလေးတွေကဆက်ခံခွင့်ရရှိမှာဖြစ်ပါတယ်အကြမ်းမြင့်ပြောရမယ်ဆိုရင်တော့သူ့အဖေကအကြီးဖြစ်နေရဆိုရင်တော့ဆက်ခံခွင့်မရနိုင်ဘူးလို့အကြမ်းမြင့်ပြောရမှာဖြစ်တယ်နောက်တစ်ချက်ကဒီမှာဒုတိယနောက်ထပ်ဦးလေးရဲ့အောက်ကနောက်ထပ်ဦးလေးတစ်ယောက်ပေါ့နော်အဲဦးလေးကိုလည်းသူကခွင့်စခွင့်ပိန်းနဲ့ရေးထားတယ်ဆိုတော့သူဦးလေးကရောတိတ်ဆုံးသွားတာလားပေါ့တိတ်ဆုံးသွားတယ်ဆိုရင်တော့ဒီဦးလေးပေါ့ဒုတိယဦးလေးဆုံးပြီးနောက်ပိုင်းမှာတိတ်ဆုံးသွားတာမျိုးဆိုရင်တော့သူ့ရဲ့မိန်းမကအမွေရတာမျိုးဖြစ်နိုင်တယ်အဲ့လိုမျိုးမဟုတ်ဘူးသူဒုတိယဦးလေးမဆုံးခင်ပေါ့နော်မဆုံးခင်အဲ့ဒီဦးလေးကအရင်ဆုံးသွားတာမျိုးဖြစ်တယ်ဆိုရင်တော့ဒုတိယဦးလေးရဲ့အမွေကိုအတော်တယောက်တည်းကပဲဆက်ခံခွင့်ရှိနိုင်တာမျိုးရှိပါတယ်ဒါကတော့အကြမ်းမြင့်လေးပြောတာပေါ့နော်ဒီအမွေကိစ္စတွေကရှုပ်ထွေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ကိစ္စကအရေးကြီးရဆိုရင်တော့အပြင်မှာရှိရတဲ့ဒီနဲ့တိုင်ပင်ဆွေးနွေးတဲ့နေဆိုတာလေးကိုကျမအနေနဲ့အကြမ်းမြင့်လေးဆွေးနွေးပေးလိုက်ပါတယ်အားလုံးတာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ